2013 ဩဂုတ်လ22ရက်နေ့မှာမကာအိုကိုစားပြုကမ္ဘာအလှမယ်ပြိုင်ပွဲမှာဆူရခဲ့တဲ့အတီနာလီယာတို့မဟုတ်ခုံလီမေဆိုတဲ့အလှမယ်မိမ့်မပြိုလေးဂျုတ်တရက်ပျောက်ဆုံးသွားခဲ့တယ်လူမှုကွန်ရက်တွေပေါ်မှာလှပတဲ့ရုပ်ရည်ခန္ဓာကိုယ်အချိုးအစားတို့ကြောင့်အလှပြေမာလီလို့နာမည်ကြီးပြီးတင်စားခေါ်ခံရတဲ့သူကိုနိုင်ငံခြားမှာဖမ်းခံရပြီးပြည်ထန်စာလုပ်ဖို့အတွက်အဖမ်းခံလိုက်ရတဲ့အကြောင်းအွန်လိုင်းပေါ်မှာယုံကြည်ရလောက်တယ်လို့ထင်တဲ့သတင်းတွေပြန့်နှံ့လာခဲ့တယ်အတီနာရဲ့တဲလွန်စာကိုရှောက်ပွေဖို့အတွက်မိသားစုနဲ့ဟောင်ကောင်ရဲတပ်ဖွဲ့ဟာအပြင်းထန်စ조사ခဲ့ကြပြီးတဲ့နောက်တိတ်မကြခင်မှာအတီနာလို့ယူဆနိုင်တဲ့ဓာတ်ပုံတစ်ပုံကိုတွေ့ခဲ့ကြပါတယ်ဓာတ်ပုံတွေကအမျိုးသမီးဟာအညိုမဲဆွဲနေတဲ့ဒဏ်ရာတွေရှိနေပြီးရရဆက်ဆက်ရန်ရိုင်းဆိုင်ဆိုင်ဆက်ဆံခံရတဲ့ပုံစံပေါက်ပါတယ်ရင်ဘတ်နေရာတွေမှာလည်းဒဏ်ရာတွေပေါ်နေပြီးလိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရတာတလိမ့်ဆန်တကောင်လို့ကြက်ရက်ဆက်ထားတာကြောင့်ဖြစ်လာတဲ့ဒဏ်ရာတွေနဲ့တူတယ်တီနာလီယာတို့မဟုတ်ခုံလီမေကိုတက္ကရာ2000ခုနှစ်မှာမွေးဖွားခဲ့ပြီးကွမ်တုံးဒေသကြီး6ရန်ခိုင်ဇာတိပါ2021 match လ4ရက်နေ့ကနေစလို့သူ့ရဲ့ content creator ဘဝကိုတုံရင်းမှာဒါကိုအလှမဲ့ခြေလမ်းလို့ခေါ်လို့ရလားဆိုတဲ့ caption ကိုတက်ပြီးပထမဆုံးဗီဒီယိုတင်ခဲ့ပါတယ်သူ့ရဲ့ချစ်စရာမျက်နှာလေးနဲ့လှပတဲ့ကိုနေဟန်ထားတို့ကြောင့် follower အများအပြားရရှိခဲ့ပါတယ်တီနာဟာအလှမဲ့ပြိုင်ပွဲဝင်ပြိုင်မှုအတွက်စိတ်အားထက်သန်ခဲ့ပြီး2021အောက်တိုဘာလ22ရက်နေ့မှာမကာအိုကိုစားပြုကမ္ဘာအလှမဲ့ပြိုင်ပွဲကိုတက်ရနာအစုစုခုနိုင်ခဲ့ပါတယ်အဲ့ဒီအခွင့်အရေးကိုသူဟာကောင်းကောင်းကြီးတုံးချခဲ့ပြီးသူ့ရဲ့ social media ပေါ်မှာလွှမ်းမိုးမှုကိုကြီးထွားလာနိုင်ဖို့အတွက်တုံရင်းပေါ်မှာ content တွေကိုပို့ပြီးဖန်တီးလာခဲ့ပါတယ်လှပပြီးဆွဲဖက်ဆရာကောင်းတဲ့ပုံရိပ်တွေပါတဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေခီးထွက်တဲ့ပုံရိပ်တွေအစားရှိတဲ့ content တွေကိုဝေမျှပြီး10နဲ့ချီတဲ့ follower တွေကိုဆွဲဆောင်ခဲ့ပြီး influencer တယောက်ဖြစ်လာခဲ့ပါတယ်တသန်းကျော်တော့သူ့ရဲ့ follower တွေဟာလူမှုကွန်ရက်တွေပေါ်မှာတီနာရဲ့လှပတဲ့ပုံရိပ်တွေနဲ့အတူအထက်တန်းစားချက်နာတဲ့ဘဝနေထိုင်မှုပုံစံတမှုကြီးစိန်ခံစားတောက်ဖွယ်ရာတွေနဲ့အတူစားတောက်ဆိုင်အကောင်းစားတွေမှာစားတာလျင်အထက်တန်းစားခီးတဲ့ထိုင်ကောင်မှာထိုင်ပြီးဘာလဲတဲ့ခီးစဉ်တွေကိုမြင်ခဲ့ရပါတယ်အဲ့ဒီပုံရိပ်တွေကပိုင်ကြတဲ့အထက်တန်းစားမိန်းမချောလေးတယောက်ရဲ့ချမ်းသာတဲ့ပုံရိပ်နဲ့သူမရဲ့ချက်ချက်သားနေနိုင်တဲ့ဂုံဒရက်ကိုလစ်ပြနေတာပါပဲအင်တာနက်ပေါ်မှာနာမည်ကြီးလာတာနဲ့အတူအတီနာဟာကြော်ညာတွေလက်ခံရိုက်ကူလာရပြီးဓာတ်ပုံရိုက်ကွင်းဗီဒီယိုရိုက်ကွင်းတွေကိုအဆက်မပြတ်တွာလာခဲ့ရပါတယ်ဒီအချက်တွေကသူဟာရီမန်းချက်ရှိပြီးအလုပ်ကြိုးစားတဲ့သူတယောက်ဆိုတာမြင်နိုင်တာပေါ့2023ဖေဖော်ဝါရီလမှာတော့ထိုင်းနိုင်ငံကိုခီးသွားတဲ့ပုံရိပ်တွေကိုထင်ရှားတဲ့နေရာတွေနဲ့ဒေသအစားတောက်ကောင်းတွေရဲ့ပုံနဲ့တွဲလို့အဆက်မပြတ်တင်ခဲ့ပြီး match လမှာလန်ဒန်ရောက်နေတဲ့အကြောင်း IP address နဲ့တကွချက်အင်တင်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ UK ရဲ့လှပတဲ့နေရာတွေကိုတွားရောက်လည်ပတ်ခဲ့ပြီးဗီဒီယိုချက်ကူတင်နေခဲ့ပါတယ်အဲ့ဒီနောက်ဧပြီလ9ရက်နေ့မှာပုံမလေးလာတင်ယူပါပတ်ဆက်မြများချပါခီးမြများထွက်ပါဆိုတဲ့ caption ကိုတက်လို့ post တင်ပြီးဧပြီ23ရက်နေ့မှာတော့သူ့ရဲ့တုံရင်းကောင်မှာအလိုလျောက်တင်ပေးတဲ့ငွေနေစုတောင်းလွှာတက်လာခဲ့တယ်သူပရိသတ်တွေအတွက်တော့ဒါဟာအထူးဆန်းကိုဖြစ်ခဲ့ရပါတယ်ဘာလို့လဲဆိုတော့ follower တန်းချီရှိတဲ့ influencer တယောက်ဟာပို့ငွေနေကိုတော့အထူးတလဲဘာကိစ္စမျိုးမှမလုပ်ပဲအလိုလျောက် message တစ်ခုလာတက်လာခဲ့လို့ဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့ဘာဗီဒီယိုမှတင်တာမမြင်ခဲ့ရတော့ပဲသူမပဲပြောက်သွားလဲဆိုတာပဟေဒီတစ်ခုဖြစ်လာခဲ့ပါတယ်သူမပရိသတ်တွေနောက်ဆုံးမြင်ခဲ့ရတဲ့ပုံကဇွန်လ12ရက်နေ့2023မှာချောင်းဟုံးစုမှာတင်ခဲ့တဲ့ဓာတ်ပုံလေးတစ်ပုံပါပဲအဲ့ဒီဓာတ်ပုံကဟောင်ကောင်မှာရှိတဲ့ coffee ဆိုင်တစ်ခုမှာသူ့တငယ်ချင်းတွေနဲ့အတူချက်ကူးထားတာဖြစ်ပါတယ်အဲ့ဒီနောက်မှာ social media ကသူ့အကောင့်တွေကို message ပဲပို့ comment ပဲရေးလုံးဝစာမပြန်တော့ပါဘူးသူ့အကောင့်တွေအားလုံးမှာလည်းဘာ post အသစ်မှတင်တာမမြင်ကြရတော့ပဲလုံးဝအုတ်တုံသိစိတ်သွားခဲ့တာပေါ့ဒီလိုအဖြစ်မျိုးက social media influencer တယောက်အတွက်တော့အရန်ကိုမှတန်မှန်မဟုတ်တဲ့ချက်စင်တစ်ခုပါ influencer တွေနဲ့ content creator တွေဟာပရိသတ်ကိုထိန်းထားဖို့အတွက်သူတို့ပရိသတ်တွေနဲ့စက်မပြတ်ထိတွေ့နေဖို့လိုတာမို့ဒီလိုရုပ်ပြည့်ပြောက်ွယ်သွားတဲ့အဖြစ်ဟာရှားပါဖြစ်စဉ်တစ်ခုပါသူမတာဘီလီယံနာတစ်တယောက်နဲ့လက်ထပ်သွားရဆိုရင်တော့တစ်မျိုးပေါ့အစပိုင်းမှာအတီနာပျောက်ဆုံးနေတာကအမှုမဲ့အမတ်မဲ့ပါပဲဒါပေမဲ့2023ဇူလိုင်လထဲမှာကြီးတန်းတဲ့ကိုလက်ဟာလာတစ်ခုက online ပေါ်မှာတီတိုပြောဆိုရာကနေပြန်တဲ့အဆင့်ကိုရောက်လာခဲ့တဲ့ပြန်ပြီးဆွဲပြီးအချောင်းစားခံလိုက်ရပြီဆိုတဲ့သတင်းက online သုံးစွဲသူတွေကြားမှာအလင်းအမြန်ပြန်နေသွားခဲ့တယ်အဲ့ဒီအချိန်မှာပဲမြန်မာနိုင်ငံမြောက်ပိုင်းကိုပြန်ပြီးဆွဲပြီးပြည်ထန်စာလုပ်ခိုင်းဖို့ခေါ်သွားပြီးဓာတ်ဝက်ပေါ်မှာရနိုင်တဲ့ပြည်ထန်စာစီးရင်မှာအတီနာပါလာခဲ့ပြီးနိုင်ငံခြားသားတွေရဲ့ကစားစရာပစ္စည်းတွေဖြစ်သွားချပြီဆိုတဲ့ကြောက်စရာ theory တွေကလည်းပြန်နေလာခဲ့တယ်အဲ့ဒီအချိန်မှာပဲအမည်မဖော်လို့သူအင်တာနက်သုံးစွဲသူတယောက်ကဇက်လက်တစ်ခုကိုထုတ်ပြောခဲ့ပါတယ်အဲ့ဒါကတော့အတီနာဟာသူ့အချစ်ဆုံးတငယ်ချင်းဖြစ်သူကအရှိတောင်အာရှနိုင်ငံတစ်ခုကိုဖျားယောင်းခေါ်ပြီးရောင်းစားလိုက်ပြီဆိုတာပါပဲရောင်းစားလိုက်တဲ့အချစ်ဆုံးတငယ်ချင်းဆိုတာကတော့ဖေဖော်ဝါရီလ18ရက်နေ့ကတရုတ် social media ဝေးပေါက်မှာအတီနာနဲ့အတူတွေ့ရိုက်ထားတဲ့ဓာတ်ပုံကိုတင်ထားခဲ့တဲ့ B face ဆိုတဲ့ဒူ B face ဆိုတာလန်ဒန်မှာပညာသင်ပြီးတရုတ်ပြည်ကိုပြန်လာခဲ့တဲ့မိန်းမပြိုတယောက်တဲ့ဒါပေမဲ့လန်ဒန်မှာပညာသင်ခဲ့တယ်ဆိုတဲ့နောက်ခံဟာအတူရောက်တာဖြစ်တယ်ဆိုပြီးအင်တာနက်သုံးစွဲသူတွေကပြောကြတယ်ဒီလိုနောက်ခံဟာအတီနာလို့မိန်းမလလေးတွေနဲ့ရင်းနှီးမှုရယူဖို့တက်ဖျားယောင်းထားတာလို့ဆိုကြပါတယ်သူ့အမေဟန်ဆောင်ပြီးမှလည်းအတီနာကိုဖျားယောင်းခဲ့တယ်လို့ဆိုပါတယ်အမည်မဖော်လို့တဲ့အရေးကြီးအချက်လက်တွေနဲ့လေးဆက်သူတွေဟာ online မှာသတင်းဖွင့်ချပြောပြတဲ့နေရာမှာအတီနာနဲ့
နဲ့သူလီဖေနဲ့လီဖေမေတို့စကားပြောထားကြတဲ့ချက်လွတ်တွေလည်းပါဝင်ခဲ့ပါတယ်တကယ်ချင်းဖြစ်သူကြောင့်တတိလက်လွတ်နေမိရာကနေထောင်ချောက်ထဲတိုးဝင်တော့တာမျိုးလားဒီချက်လွတ်တွေအရကောက်ချက်ချလို့ရတာကတီနာရဲ့အချစ်ဆုံးတကယ်ချင်းဖြစ်သူလီဖေနဲ့လီဖေအမေဖြစ်သူကသူ့ကိုထားရောင်းလို့ဖိလစ်ပင်းကိုခေါ်သွားပြီးဂျာဇွစ်ကိုင်းတစ်ခုကိုရောင်းစားလိုက်ကြတာတဲ့အဲ့ဒီမှာမြင်ရတဲ့ချက်လွတ်အရဆိုရင်အရာအလုံးက2023မေလ30ရက်နေ့မှာစတင်ခဲ့ပါတယ်လီဖေရဲ့အမေကအရင်ဆုံးဆက်တွေ့လာခဲ့တာပါကြီးဖေကတမီးကိုရှာနေတယ်တမီးအိမ်မှာရှိနေလားလို့မေးလာခဲ့ပါတယ်တီနာကစာမပြန်တဲ့အခါအလှလေးလီယာဘာလုပ်နေလဲဆိုပြီးသူကထပ်ပြီးစာပို့ပါတယ်အတီနာစာမပြန်မဲစစ်စိတ်တာနေခဲ့တယ်လီရဲ့မေကမေလ31ရက်နေ့မှာ WeChat ကနေတစ်ဆက်ဗီဒီယိုကောတွေခေါ်ခဲ့ပေမဲ့အတီနာမကိုင်းပါနောက်ဆုံးတော့ okay အန်တီမက်ဆေ့ပဲပို့လိုက်တော့မယ်ကြီးဖေကရေစားနဲ့ပြစ်ထားတာကြောင့်စိတ်ညစ်နေတာမို့အပတ်ဖြစ်ခီးတို့လေးထွက်ဖို့လုပ်နေတယ်သမီးသူ့ကိုအဖော်လိုက်ပေးနိုင်မလားအန်တီကဗီဇာမရှိတာမို့လိုက်လို့မရလို့ပါကျေးဇူးပြုပြီးစာပြန်ပေးပါအောင်ကွယ်ဆိုပြီးမက်ဆေ့ပို့လာခဲ့တယ်ဒါပေမဲ့အတီနာကစာမပြန်ခဲ့ပါဘူးဂျွန်လ6ရက်နေ့မှာတော့လီကိုတိုင်းအတီနာစီမက်ဆေ့ပို့လာခဲ့တယ်သူ့ကိုအဖော်လိုက်ပေးပြီးစိတ်ပန့်ဖြစ်ခီးလေးထွက်ဖို့ပြောလာတာအတီနာကလီနဲ့ပတ်သက်ပြီးယုံကြည်စိတ်ချပါတယ် UK သွားတော့ကလည်းလီဖေးအိမ်မှာတဲခဲ့တယ်အတူတူလဲလေခဲ့ကြတာမို့တယောက်ကြောင့်တယောက်ကောင်းကောင်းတိပြီလို့ထင်ခဲ့တယ်တီနာမြင်မှာလီကအရင်အေးပြီးရှက်တဲ့ပုံစံမျိုးမို့တငယ်ချင်းမိတ်ဆွေများဆဆမရှိတာခရီးတူထွက်ဖို့အဖော်မရှိတာကိုလည်းသူသိတယ်ဒါအပြင်လီကသူ့ကောင်လေးနဲ့ပြတ်ထားတာမို့လောဆယ်မှာစိတ်ညစ်နေတယ်သူ့ခံစားချက်တွေကိုဖြေရော့ပေးနိုင်ဖို့အတွက်တခုခုတော့လိုအပ်နေတယ်ဆိုတာသူသိထားတယ်မက်ဆေ့ပေါင်းများစွာကိုမတိကျကျပြုတ်ခဲ့ပေမဲ့လီဖေးကဆက်ပို့နေခဲ့ပါတယ်ဘာလို့ကန်းချင်းမှာဓာတ်ပုံတွေရိုက်လို့ရတယ်နင်းအတွက်ငါလက်ဆောင်နေနဲ့ House of CB brand အင်ဂျီတွေလည်းဝယ်ခဲ့ပေမဲ့လေဘာလို့စင်သူဝက်ပြီးအမိုက်စားဓာတ်ပုံတွေအများကြီးရိုက်ကြမယ်လို့ပြောလာပါတယ် House of CB ဆိုတာတရုတ်ပြည်မှာစိုက်မရှိတဲ့နာမည်ကြီး fashion brand တစ်ခုပါအဲ့ဒီနောက်မှာတော့အတီနာကငါတငယ်ချင်းစိတ်ဖြည့်ထားဖို့လိုအပ်နေတာပဲဖြစ်စီပေးတင်တယ်လို့တွေးပြီးဝမ်းနေမနေပါနဲ့နင်းနဲ့သူငါလဲလိုက်ပေးမယ်ဆိုပြီးစာပို့လိုက်တယ်အတီနာရဲ့ message ကိုရရပြီးချင်းမှာပဲချက်ချင်းလီဖေကငါ့ကိုဖုန်းခေါ်လိုက်ငါတို့ခီးထွက်ဖို့အသေးစိတ်အစီအစဉ်ဆွဲကြမယ်လို့ပြောပါတယ်ခုတော့ခေါ်လို့မရသေးဘူးလက်ပုံရိုက်နေတာမို့လို့အလုပ်များနေတယ်လို့အတီနာကပြန်ပြောပါတယ်နေ့ခင်ဘက်ဒီမှာဆိုရင်ငါလက်ထောက်ကိုဗီဒီယိုရိုက်ဖို့အတွက်ဖုန်းပေးထားတာညဘက်မှာဆိုရင်လည်းအဲ့ရမဝင်ခင်အထိလှုပ်ဖို့ကင်ဘက်တွေနဲ့အလုပ်အကြောင်းတွေပြောနေရတာအရန်လုပ်များတယ်ဝီချက်တုံးမှုကိုအချိန်မရတာမနေ့ဖြန်ကြရင်လည်းကြော်ညာရီရိုက်เสียရှိတယ်ဒါကြောင့်ဗီဒီယိုကောပြန်ဖြေအားမှာမဟုတ်ဘူးဒါပေမဲ့ငါ့ကို message ပို့ထားပေးပါအားတဲ့အချိန်မှာအကြောင်းပြန်ပေးပါမယ်လို့ပြောလိုက်ပါတယ်ခီးစဉ်အတွက်အချိန်ကြာကြီးစောင့်ဆိုင်ခဲ့ပြီးတဲ့နောက်မှာဂျွန်လ16ရက်နေ့မှာတွားကြမယ်လို့အဆုံးသက်စီစဉ်လိုက်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့လီဖေကလီရင်တိတ်ကိုအတိအကျစီစဉ်ပြီးအတီနာအတွက်ကွမ်ကျိုးကနေမနီလာကိုလာဖို့လက်မှတ်ဖြတ်လိုက်ပါတယ်သူ့အတွက်လည်း UK ကနေမနီလာလာဖို့ဆက်ရောက်ချိန်တူတဲ့လက်မှတ်ကိုလက်ထပ်လိုက်ပြီလို့ပြောပါတယ်တကယ်တော့အဲ့ဒီခီးစဉ်ဟာအတီနာအတွက်ထောင်ချောက်ဆိုတာအဲ့ဒီချိန်ကမတိခဲ့ရှာပါဘူးလီဖေကအတဲကွဲပြီးအချစ်နာကြနေတဲ့ပုံစံဟန်ဆောင်လို့ဒီထောင်ချောက်ကိုစီစဉ်ခဲ့တာပါအဲ့ဒီနောက်ခီးထွက်မဲ့ဂျွန်လ16ရက်မှာပဲလီဖေကပြောလာတယ်ငါမိသားစုမှာရေးပေါ်ကိစ္စရှိနေလို့ငါနည်းနည်းနောက်ကျမယ်စိတ်မပူပါနဲ့ငါတရက်ထဲပဲနောက်ကျမှာပါနောက်နေ့ငါလိုက်ရခဲ့မယ်လို့ပြောပါတယ်ဂတိမတီရဲ့အတွက်အတီနာဟာစိတ်ကတိကောက်ဖြစ်ပြီးငါတို့စီစဉ်ထားပြီးသားလေမဟုတ်ဘူးလားစောတကတက်ပြီးအပြစ်တင်ပေမဲ့လီဖေကဆက်ပြောပါတယ်ခီးစဉ်အတွက်အားလုံးတေချာစီစဉ်ထားပါတယ်လေစိတ်မှာနင့်ကိုပင်းကဲ့ဆိုတဲ့လူလာကြိုမှာပါဟိုတယ်လဲစီစဉ်ထားပါတယ်လို့ပြောပြီးနှစ်သိမ့်လိုက်ပါတယ်ရွေးစရာမရှိတော့တဲ့အတီနာဟာလီဖေပြောတဲ့အတိုင်းပဲလိုက်လို့လိုက်တယ်အတီနာကိုအဆဆအရာရာစီစဉ်ပေးဖို့အတွက်ဆိုပြီးလီဖေဟာနီယိုဆိုတဲ့သူတယောက်နဲ့အတီနာကို WeChat group chat တစ်ခုလုပ်ထားပေးပါတယ်နီယိုဆိုတဲ့သူရဲ့ WeChat account ဟာဓာတ်ပုံတင်မထားပါဘူးဇွန်လ16ရက်နေ့နနာရီမှာကွမ်ကျိုးကနေမနီလာကိုထွက်လာခဲ့လိုက်ပါတယ်4:35မှာဖိလစ်ပင်းကိုရောက်ခဲ့ပြီး group chat ထဲမှာနီယိုဆိုတဲ့ account နာမည်ကစာပို့လာတယ်အတီနာလလုံးချုံရောက်လာပြီလားဂိတ်နံပါတ်9ကနေထွက်လာခဲ့ပါအတီနာဆိုတဲ့နာမည်ဆိုင်ဘုတ်ကင်ထားတဲ့ driver ကလာကြိုနေပါတယ်ဆိုလဲ resort မှာအကောင်းဆုံးစစ်မြင့်စိန်ခံအခန်းစီစဉ်ထားပေးပါတယ်ပြီးတော့နောက်စာအတွက်လည်းကိုရီးယားအဆဆပြင်ဆင်ထားပါတယ်ဟိုတယ်မှာဆောင်ကြမယ်လို့ပြောပါတယ်ဒစိမ့်တယောက်ကဒီလောက်ထိအသေးစိတ်စီစဉ်ထားခဲ့ရဆိုတာပဟီဒီတစ်ခုလိုပါပဲဒါပေမဲ့အတီနာကတော့ဂရီဖေကသူ့အတွက်စီစဉ်ပေးတယ်လို့သာမှတ်ယူပါတယ်ဒါပေမဲ့တီနာဟာစီစဉ်ထားတယ်လို့ဆိုလဲကိုကြောက်မတော်ခဲ့ပါဘူးချက်လောက်တွေရတီနာဟာလီဖေကိုအချင်းချင်းဖုန်းခေါ်ထားပြီးသူနဲ့စကားပြောဖို့စာရီပို့ထားပါတယ်ဒါပေမဲ့လီဖေကဖုန်းကင်ထားတဲ့မက်တန်မရှိပါဘူးအဲ့ဒီနောက်မှာအတီနာရဲ့တငယ်ချင်းတွေပြောပြချက်အရသူမနီလာကိုရောက်တဲ့နေ့ကစပြီးတငယ်ချင်းတွေအများကြီးစီကနေအကြောင်းပြချက်မျိုးစုံနဲ့ပတ်စံတွေလက်ချီးနေတယ်လို့ဆိုကြပါတယ်အဲ့ဒီအပြုမှုဟာအတီနာရဲ့ချက်တာကြွယ်ဝမှုနဲ့နိုင်ရှင်းမဲ့ဆိုရင်လုံးဝကိုစန့်ကျင်ဘက်ကြီးဖြစ်လို့နေပါတယ်တငယ်ချင်းတွေကဘာဖြစ်တာလဲရှင်းပြပေးပါလားလို့ပြောကြပေမဲ့ရှင်းရှင်းလင်းလင်းမပြောပြခဲ့ပါဘူးတရက်ထက်တရက်တီနာဟာပို့ပြီးခဏငွေချီးလာခဲ့တယ်အကြောင်းပြချက်တွေကလည်းထူးထူးဆန်းဆန်းနေဖြစ်လာတယ်ပြီးတော့ဂျင်းနီရဲ့တငယ်ချင်းတွေအများကြီးကိုလည်းအကြောင်းပြချက်မရှိဘလော့ပစ်ခဲ့တယ်ဒါအပြင်အတီနာဟာပုံမှန်အားဖြင့် WeChat မှာ post တွေတင်လေးရှိပေမဲ့မနီလာရောက်တဲ့အချိန်ကစပြီးရုပ်ရက်ကြီးချက်ချင်းရက်တက်သွားခဲ့တယ်ဒီလိုအပြုမှုတွေဟာသူနဲ့ယဉ်နီးသူတွေအတွက်ဖြည့်ရှင်းလို့မရတဲ့ပို့စာတစ်ပုဒ်လိုဖြစ်ပြီးအကြောင်းရင်းကိုရှာဖွေဖို့စ조사ခဲ့ကြပေမဲ့အဖြေမရခဲ့ကြဒီလိုနဲ့ဇွန်လ20ရက်နေ့2023ည8:00နာရီနဲ့9:00နာရီကြားမှာအတီနာဟာသူ့ရည်စားဟောက်ရဲ့ညီမလေးစီကနေပတ်စံလန်းကြီးပါတယ်အဲ့ဒီချိန်မှာပဲတငယ်ချင်းတယောက်ကိုလည်းဖုန်းပေးဖြည့်ပြီးဖို့လမ်းပြောပါတယ်အကြောင်းပြချက်က
တက်ဆန်နေကာစီနိုမှာတုံသွားလို့ပါတယ်အဲ့ဖြစ်ရက်တွေကအတီနာခုဖြစ်နေပြီဆိုတာကိုပို့ပြီးစိတ်ဝင်စားလာကြစေဖို့ဖန်တီးနေလို့ပါပဲအဲ့ဒီနောက်ဂျွန်လ21ရက်နေ့မှာရတိုင်းနေမြတငယ်ချင်းလေးစီကပတ်ဆက်နေပတ်ချီပြီးတဲ့နောက်မှာဂျိုတရက်ကြီးအဆက်တွေအားလုံးဖြတ်လို့ပျောက်ကွယ်သွားခဲ့ပါတော့မိသားစုကဆက်တွေဖို့စူးစမ်းခဲ့ကြပေမဲ့ဖုန်းပိတ်ထားရဲဆိုတာကိုပဲသိခဲ့ကြရပါတယ်အဲ့ဒီနောက်မှာတော့သူ့မိသားစုနဲ့သူ့တငယ်ချင်းတွေဟာသူတခုဖြစ်နေပြီဆိုတာကိုသတိထားမိခဲ့ကြပြီးဂျွန်လ22ရက်နေ့မှာတော့ဂျက်စကန်မှာလူပြောင်းမှုနဲ့အမှုဖွင့်ခဲ့ကြပါတော့တယ်အဲ့ဒီတော့မှသိကြရတာကသူ့မိသားစုဟာတီနာပြန်ပေးဆွဲခံထားရကြောင်းတိကျပြီးတဲ့နောက်ပြန်ပေးငွေယွမ်8သိန်းအမေရိကန်ဒေါ်လာ3,000ခန့်ပေးခဲ့ကြပေမဲ့အဲ့ဒီအချိန်တွေကစသတင်းမရတော့ဘူးလို့ဘယ်ရောက်နေရလဲဆိုတာကိုလည်းမသိဘူးဆိုတဲ့အကြောင်းကိုသိလိုက်ကြရပါတယ်ဒီလိုအချိန်ကြာကြီးအဆက်တွေပြတ်တောက်နေတာကမိသားစုရဲ့စိုးရင်ပူပန်မှုကိုတိုးလာစေတာပေါ့ရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွေလုပ်တဲ့အခါမှာတော့လီဖေးဟာတတိယဖြစ်ဖွယ်ကောင်းလောက်အောင်ကိုဒီကိစ္စနဲ့ပတ်သက်နေတယ်ဆိုတာကိုပေါ်ထုတ်နိုင်ခဲ့ပါတယ်တီနာနဲ့မနီလာမှာစုံမှုချိန်ထားခဲ့ကြပေမဲ့လီဖေးရောက်မလာခဲ့တီနာကိုလာကြိုဖို့အသေးစိတ်စီစဉ်ပေးခဲ့သူကလည်းလီဖေးမိတ်ဆက်ပေးတဲ့သူဒီတော့ရဲတွေဟာလီဖေးကိုစုံစမ်းမေးမြန်းဖို့ကြိုးစားခဲ့ကြပါတယ်တီနာပျောက်ဆုံးမှုသတင်းထွက်လာတဲ့အချိန်မှာပဲအင်တာနက်သုံးစွဲသူတွေဟာလီဖေးရဲ့ဘဝနောက်ကြောင်ရစပင်ကိုလိုက်လံစုံစမ်းကြပါတော့တယ်သူတို့ရှာတွေ့သွားတဲ့အချက်ကတော့တုံလုံးစရာပါပဲကောလက်ဟာလာတဲလုံးစားတွေရလီဖေးဟာဝူဟန်မြို့စာသည်ဖြစ်ပြီးရှန်ကျန်းအထက်တန်းကျောင်းမှာကျောင်းတက်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျူခင်မှာပညာသင်ဖို့သွားခဲ့ပါတယ်တဲ့အဲ့ဒီနောက်မှာတော့လန်ဒန်မှာအခြေချနေထိုင်ခဲ့ပါတယ်လန်ဒန်မှာအခြေမချခင်ရှန်ကျိုးမကလေးကသူ့ရဲ့လာပါရရုပ်ရည်ကြောင့်လူတိများပြီးခက်ခဲတနာဘဝပုံစံမျိုးနဲ့ချမ်းသာတဲ့ပုံစံကိုအထူးဂရုပြုပြီးတိစောက်ထားတဲ့သူ့ပုံစံကြောင့်လူတွေအတွက်သူဟာယုံကြည်စိတ်ချရတယ်ဆိုတဲ့ခံစားချက်မျိုးကိုရစေပြီးအငိုင်းမိလို့သူမရဲ့တာကောင်ဖြစ်ခဲ့ရသူတွေအများကြီးရှိတယ်ဆိုတာသိလိုက်ရပါတယ်သူဖန်တီးထားတဲ့နောက်ခံဆက်ကြောင်းနဲ့လူမှုဆက်ဆံရေးစွမ်းရည်ကြောင့်ပဲအထက်တန်းလွှာကမိမချိုးလေးတွေအများကြီးနဲ့မိတ်ဆွေဖြစ်ခဲ့ရပါတယ်ကောလက်ဟာလာတွေအရသူ့ရဲ့မိတ်ဆွေဖွဲ့လို့တဲ့ရည်ရွယ်ချက်ရဲ့နောက်မှာကျုပ်ပတ်တဲ့အကြံကြီးကလည်းချီလို့နေတယ်သူနဲ့သူ့အမေဟာမိမပြုတ်လေးတွေကို UK ကိုလာဖို့ခေါ်ကြတယ် UK ကိုရောက်တဲ့အခါမှာအရက်တွေမိုးပြက်အောင်မူရမယ့်ပါတီတွေမျိုးကိုခေါ်သွားပြီးအဲ့တဲ့တွေကိုဖျော်ဖြေပေးဖို့အတင်းချက် PR ပေးခိုင်းလိရှိတယ်လို့သိလိုက်ကြရပါတယ်အပြင်းထန်ဝေဖန်မှုတွေနဲ့စုံစမ်းစစ်ဆေးမှုတွေကိုလီယီဖေးဟာပြပြတသားကိုညှင်းဆိုပါတယ်အဲ့ဒီနောက်မှာတော့သူဟာတရုတ် social media ဝေးပေါက်မှာ post အရှိကြီးတစ်ခုကိုတင်ခဲ့ပါတယ်အတီနာဘယ်ရောက်နေလဲမသိဘူးဖိလစ်ပင်းမှာချိန်ထားရဲဆိုပေမဲ့မဆုံပြစ်ခဲ့ဘူးပြီးတော့မိန်းကလေးတွေကိုလည်းပါတီတွေကိုခေါ်ပြီးဖျက်ဆီးရဲဆိုတာလုံးဝမဟုတ်ဘူးလို့တခါမှလည်းဒီလိုဖိတ်ကြတာမျိုးမလုပ်ခဲ့ဘူးပါဘူးတဲ့အတီနာနဲ့ဆိုတာကျောင်းသားဘဝတည်းကအတိအကျွမ်းနေဖြစ်ပြီးနောက်ပိုင်းမှာခင်မင်ရတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြောင်းအတီနာကသူ့ထက်အသက်9နှစ်ကြီးတာမို့လို့အမတရလို့သဘောထားခဲ့ကြောင်းပြောပြပါတယ်ပြီးတော့ထက်တန်ကြောင်ပြီးသွားတဲ့အခါမှာအတီနာဟာတက်ကတို့စမတက်ခဲ့ပေမဲ့သူ့ရဲ့ထင်ရှားတဲ့အလားပါနဲ့ဆွဲဆောင်မှုကြောင့်ကိုပိုင်အိမ်မေးတစ်ခုတည်ဆောက်နိုင်ခဲ့ပြီးခီးတွားလုပ်ငန်းနဲ့စီးပွားရေးလောကမှာဩဇာရှိသူတွေနဲ့အဆက်တွေရလို့စီးပွားရေးလုပ်ငန်းကြော်ညာတွေကိုစိုက်ကူလာခဲ့ရပါတယ်2023မှာအတီနာဟာ UK ကိုအားလည်းရခီးထွက်ခဲ့ပြီးလီဖေးအိမ်မှာပဲတဲခိုခဲ့ပါတယ်လီဖေးအိမ်မှာနှစ်ပတ်နေတဲ့အချိန်တွင်းမှာအတီနာတင်ခဲ့တဲ့ဗီဒီယိုအများစုဟာလီကိုတာစိုက်ကူပေးခဲ့တာတွေဖြစ်ပါတယ် UK မှာရှိနေတဲ့အချိန်မှာပဲအတီနာဟာလီဖေးကိုပင်းခိုင်ဆိုတဲ့သူနဲ့ညစာစားပွဲတစ်ခုမှာမိတ်ဆက်ပေးခဲ့ပြီးလီဖေးနဲ့ပင်းခိုင်ဟာတမီးစားဆက်ဆက်ရေးကိုကြားသွားခဲ့တယ်လို့ဆိုတယ် UK မှာရှိနေတဲ့အချိန်တုန်းကအင်ဒိုနီးရှားနိုင်ငံဘာရာခိုင်ကျွန်းနဲ့ဘာလီကိုတွားလဲဖို့အတွက်တောင်ဆွေးနွေးခဲ့ကြသေးတယ်ဒါပေမဲ့လီဖေးရဲ့ကြောင်းကိစ္စတွေရှိနေတာကြောင့်မတော်ပြစ်ခဲ့ကြပါဘူးအတီနာဟာ UK မှာအခြေချနေထိုင်ဖို့စိတ်ဝင်စားခဲ့တာကြောင့် immigration lawyer တယောက်နဲ့လည်းတွေ့ဆုံဆွေးနွေးစီခဲ့ပါတယ်အဲ့ဒီနောက်တေချာစဉ်းစားပြီးပြန်ပြောမယ်တော့လို့ပြောသွားခဲ့တယ်နောက်လနဲ့ကြာတဲ့အခါမှာ2023မေလကုန်နဲ့ဇွန်လအစောပိုင်းတွေမှာလီကအတီနာကိုကိုရီကိုရာကိစ္စလေးတွေရင်ဖွင့်ဖို့ဆက်သွယ်ခဲ့တယ်အဲ့လိုရင်ဖွင့်နေတဲ့အချိန်မှာပဲဇွန်လလေလောက်မှာဖိလစ်ပင်းကိုကြီးထွက်မယ်နေဆိုတဲ့ယောက်ျားလေးကဒီလက်မှတ်စရိတ်ခံပေးပါပြီးတော့ဘာလို့တွားရင်လာကြိုပြီးအဆက်ဆက်ရရစရိတ်ခံပေးမယ်တွားကြရအောင်ဆိုပြီးအဖို့ဆက်လာပါတယ်ဒါပေမဲ့လီကငြင်းခဲ့ပါတယ်တဲ့အဲ့ဒီနောက်ဖိလစ်ပင်းလေဆိပ်မှာအတီနာကိုဘသူလာခေါ်သွားရဲဆိုတာလုံးဝမသိခဲ့ဘူးဒါပေမဲ့ဖိလစ်ပင်းကိုအတီနာရောက်တဲ့အခါမှာကျမကိုဖုန်းဆက်ပြီးသူကစီနိုထဲကိုရောက်နေတဲ့အကြောင်းကိုပြောတယ်ကျမသူ့ကိုတတိပေးဖို့စူးစမ်းနေတဲ့အချိန်မှာပဲလိုက်ပြတ်သွားခဲ့တာကျမအတီနာပျောက်သွားတာကိုတီးလိုက်ရတော့အရန်စိတ်ပူပြီးရဲကိုအချောင်းချဖို့လုပ်ခဲ့ပေမဲ့ရဲတွေကအကြောင်းပြတ်မလာလို့ဒီတိုင်းပဲနေခဲ့လိုက်ရတယ်အဲ့ဒီနောက်သူ့မိသားစုဝင်တွေကသူ့ကိုလူပြောက်တိုင်ချက်ဖွင့်လိုက်တယ်လို့သိရတာပါပဲသူရေးထားတဲ့ post အရှိကြီးကဒီလိုအတိတ်ပဲရပါတယ်ဒါပေမဲ့သူ့စကားကိုဘယ်သူမှမယုံခဲ့ပါ2023ဇွန်လ22ရက်နေ့မှာတီနာရဲ့တငယ်ချင်းတွေကလီဖေးကိုဆက်သွယ်ဖို့စူးစမ်းကြတဲ့အခါမှာထူးထူးဆန်းဆန်းမှာပဲလီဖေးရဲ့ဝေးပေါင်ရှောင်းဟုံးစု Instagram စတာတွေကမရှိတော့ပါဘူးလီဖေးဟာ
သူ့ရဲ့ social media account တွေကိုအရင်အမြန်ဖျက်ပစ်ခဲ့ပြီးမဖျက်ခင်မှာလည်းအရင်တုန်းကចောင်းတူတက်ခဲ့ဘူးတဲ့အတန်းဖို့တွေကိုပါမိတ်ဆွေစင်းကနေလိုက်ပြီးဖြစ်သွားခဲ့တာကိုမြင်ရတာကသူတော်တော်တုံးလုံးနေတယ်ဆိုတဲ့အချက်ကိုသိနိုင်ပါတယ်ဇွန်လ23ရက်နေ့မှာတော့လီဖေကို WeChat ကနေတစ်ဆင့်အကြောင်းရင်းစုံရှင်းပြပေးဖို့အတွက်တောင်းဆိုခဲ့ကြတယ်ပြောခဲ့တဲ့စကားတွေအရသူဟာဟောင်ကောင်ကိုရောက်နေတယ်လို့ဆိုပါတယ်ဒါပေမဲ့နောက်တစ်နေ့25ရက်နေ့မှာလီဖေရဲ့ဖေနဲ့ဖုန်းပြောကြတဲ့အခါမှာတော့လီဖေဟာလန်ဒန်မှာပဲရှိနေတယ်ဆိုတဲ့အကြောင်းကိုသိခဲ့ရပါတယ်ဖုန်းပြန်ခေါ်ဖို့အတင်းဖိအားပေးခဲ့ကြပြီးတဲ့နောက်မှာလီဖေဟာဖုန်းပြန်ခေါ်ခဲ့ပါတယ်ဒါပေမဲ့ဖုန်းပြောရမှာအားထစ်ဖြစ်နေပြီးဘာပြောလို့ပြောရမှန်းမသိတဲ့ပုံစံဖြစ်နေပြီးအတီနာနဲ့ပတ်သက်တာကိုဘာတစ်ခုမှမပြောပြခဲ့ပါဘူးလီဖေရဲ့ရှင်းနောက်မညီတဲ့စကားတွေဟာလူလူကြီးရဲ့တန်တရားကိုပို့ပြီးရှင်းပြပေးလိုက်လို့ပါပဲသူကိုယ်တိုင်ကပဲစိတ်လွတ်လဲရအတီနာကိုရောင်းစားခဲ့တာလားတယောက်ကသူ့ကိုဖိအားပေးလို့မလွဲတာပဲလုပ်ခဲ့ရတာလားမရှင်းလင်းတာပဲရှိပေမဲ့သူပြောတဲ့ပြတွေဟာဆက်လက်စင်ပြောပြနေတဲ့အလိမ်ညာတွေပဲလို့ယူဆကြပါတယ်အတီနာရဲ့တငယ်ချင်းတွေကငါတို့နင်းနဲ့အတီနာစကားပြောထားတဲ့ချက်လော့တွေထုတ်ပြဆိုပြီးဝိုင်းပြောခဲ့ကြပေမဲ့လုံးဝထုတ်မပေးခဲ့ပါဒါ့အပြင်အတီနာပြောက်သွားပြီးနောက်တရက်မှာလီဖေဟာသူ့ရဲ့ profile picture ပြောင်းပြီး caption ကိုလေးစိတ်မှာအကြာကြီးစောင့်နေခဲ့ပြီးမှမနီလာဟိုတယ်မှာဂျင်းနွေးစိတ်နေတယ်လို့ရေးထားတာတွေ့တယ်လို့သတိထားမိတဲ့တယောက်ကထောက်ပြခဲ့ပါတယ်တကယ်တော့သူဟာဖိလစ်ပင်းကိုရောက်ခဲ့တာမဟုတ်ပါဘူးဘာလို့သူကမဟုတ်ပဲဒီလိုလဲရတာလဲနောက်တစ်ချက်ကအတီနာဟာလောင်ကစားလုပ်တတ်တဲ့သူတယောက်မဟုတ်ပါဘူးဒါဖြင့်လီဖေကအတီနာကာစီနိုရောက်နေတော့ပုံပြောရတယ်လို့ဘာလို့လိန်ရတာလဲဒီလိုမကန့်ညီတဲ့အချက်တွေကြောင့်ပဲအာနာပိုင်တွေဟာလီကိုတရုတ်ပြည်ပြန်လာပြီးစုံစမ်းစစ်ဆေးမှုမှာပူပေါင်းပါဝင်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်ဒါပေမဲ့လည်းလီဖေဟာကူညီပေးဖို့အစားချောင်တိမ်မှုကိုလာရွေးချယ်ခဲ့ပါတယ်အဲ့ဒီအတွက်တရုတ်အာနာပိုင်တွေကလီဖေနဲ့သူ့အမေကို online ဝင်ရန်ထုတ်ပြန်ခဲ့ပါတယ်ထုတ်ပြန်ခဲ့တဲ့ဝင်ရန်ဟာအာနာပိုင်တွေကသူတို့အာနာတက်ရောက်မှုရဲ့ပြင်ပမှာရှိတဲ့သူတွေကိုထုတ်တဲ့ဝရန်မျိုးပါလက်ရှိသူတို့က UK မှာရောက်နေကြတာဖြစ်တဲ့အတွက် fans အရင်မယူနိုင်ပေမဲ့တရုတ်နိုင်ငံအာနာတက်ရောက်ရနေမြေတဲကိုကြောက်လာခဲ့ရင်တော့ fans စစ်ဆေးနိုင်ကြမှာဖြစ်ပါတယ်တီနာရဲ့အမှုကိုစစ်ဆေးရင်းနဲ့ရဲတွေတီးလိုက်ရတာကဒီအမှုဟာနိုင်ငံတကာရာဇဝတ်ခိုင်းတစ်ခုနဲ့ဆက်ဆက်နေတဲ့အကြောင်းကိုတီးလိုက်ကြရတယ်အဲ့ဒီခိုင်းကလူမှုကွန်ရက်တွေကနေတစ်ဆင့်မိမပြိုလေးတွေကိုဖျားယောင်းတိမ်သွင်းလို့အရှိတောင်အာရှနိုင်ငံတွေကိုဖန်ဆီးခေါ်ဆောင်ပြီးတရားမဝင်လုပ်ငန်းတွေမှာကျုံပြုတ်ခိုင်းစေကြတာပါလီဖေဟာဒီကိုင်းနဲ့ယင်းနှီးရဲ့ဆက်ဆက်မှုမျိုးရှိတယ်လို့တန်တရားအကြီးကျယ်ဖြစ်เสียရှိပါတယ်အတီနာနဲ့ယင်းနှီးရဲ့ဆက်ဆက်ရေးကိုအသုံးချလို့ခီးထွက်ဖို့လိမ်လည်ခဲ့ပြီးဖိလစ်ပင်းမှာရောင်းစားခဲ့တယ်လို့ကွင်းဆက်တွေကဖော်ပြနေခဲ့ပါတယ်အဲ့ဒီလူကုန်ကူးမှုကြီးဟာအရန်ကိုမြင်းမြတ်ဆက်ဆက်ကြော်ကြားလာခဲ့ပြီးလူတန်းပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့ပါတယ်2013ဩဂုတ်လမှာအတီနာဟာသူမရဲ့အချစ်ဆုံးတငယ်ချင်းကဖိလစ်ပင်းမှာရောင်းစားတာခံလိုက်ရတယ်ဆိုတဲ့အကြောင်းသတင်းထွက်လာတဲ့အချိန်မှာအင်တာနက်သုံးစွဲသူတွေကချောင်ရှက်ရှောင်းဝေးလို့ခေါ်တဲ့ချောင်ရှက်ကုန်တယ်ကြီးများအတင်းကိုဂျောင်းဝင်ကူညီပေးဖို့အတွက်ဝိုင်းဝန်းတောင်းဆိုခဲ့ကြတယ်ချောင်ရှက်ကုန်တယ်ကြီးများအတင်းဟာအရင်ကလည်းကြားဖြတ်မှုတွေကိုဖန်ဆီးရမှာကူညီပေးခဲ့ဘူးပြီးမြန်မာပြည်မြောက်ပိုင်းကလူကုန်ကူးမှုတွေမှာလည်းကူညီဖြည့်ရှင်းပေးနိုင်ခဲ့တဲ့အတင်းကြီးမို့လို့အတီနာကိုလည်းကယ်တင်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်အကြီးကြီးထားနိုင်တာမို့လို့ပါချောင်ရှက်ကုန်တယ်ကြီးများအတင်းဆိုတာကကုန်တွေရင်းနဲ့ရင်းနှီးမြှုပ်နှံမှုကိုဒါအဓိကထားတဲ့စီးပွားရေးအတင်းဖြစ်ပေမဲ့သူတို့ရဲ့ကူညီကယ်ဆယ်ပေးမှုတွေကြောင့်လူတို့ရဲ့အမြင်မှာကယ်တင်ရှင်ကြီးတွေလို့သတ်မှတ်ထားတဲ့အတင်းပါပဲလူတို့ရဲ့ဖိအားကြောင့်ချောင်ရှက်အတင်းကြီးဟာအလင်းအမြတ်ပဲစတင်ဆောင်ရွက်ခဲ့ပါတော့တယ်တိတ်မကြခင်မှာပဲ2023ဩဂုတ်လ22ရက်နေ့မှာမီဒီယာတွေကအတီနာဟာချောင်ရှက်ကုန်တဲ့ကြီးများအတင်းနဲ့မိသားစုထောက်ပံ့မှုတို့ကြောင့်မကြခင်မှာပဲအိမ်ပြန်ရောက်လာတော့မယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဖွဲ့ရဲ့ဒုတိယဥက္ကဋ္ဌဖြစ်သူရန်ကျန်းဝေကအတီနာဟာဖိလစ်ပင်းမှာပြန်ပြီးဆွဲခံထားရတာအမှန်ဖြစ်ပြီးသတင်းတွေမှာဖော်ပြထားလို့ခန္ဓာကိုယ်ထိခိုက်နာကျင်မှုအန္တရာယ်မရှိတဲ့အကြောင်းကိုထုတ်ပြန်ခဲ့တယ်လို့ဆိုကြပါတယ်။ကယ်ဆယ်ရေးအစီအစဉ်အသေးစိတ်ကိုတော့လုံခြုံရေးကြောင့်ထုတ်ဖော်ပြပြဖို့အတွက်မဖြစ်နိုင်သေးဘူးလို့မီဒီယာတွေကသတင်းရေးတင်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းအကြီးကျယ်ပြန့်နှံ့တော်ခဲ့ပြီးတဲ့နောက်ရက်မှာပဲဝန်ကျင်းဝေကဆိုရှယ်မီဒီယာပေါ်ကနေပြီးသူဘယ်မီဒီယာနဲ့မှအင်တာဗျူးမလုပ်ခဲ့တဲ့အကြောင်းကိုရှင်းလင်းခဲ့ပြီးချင်းမြင့်မရှိတဲ့မှတ်ချက်တွေပေါ်အခြေခံပြီးသတင်းအလွဲမှားတွေဖော်ပြမယ်ဆိုရင်တီနာနဲ့တကွပါဝင်ပတ်သက်တဲ့သူတွေအားလုံးကိုထိခိုက်နစ်နာစေနိုင်တဲ့အကြောင်းကိုတတိပေးခဲ့ပါတယ်။ရန်ကောင်းတဲ့အင်တာနက်သုံးစွဲသူတချို့ဟာဩဂုတ်လ16ရက်မှာမင်းပူရဲတပ်ဖွဲ့ကတင်ခဲ့တဲ့လိမ်လည်မှုချေမှုန်းရေးဗီဒီယိုမှာအတီနာရဲ့နာမည်ဟာကယ်ဆယ်ခံရပြီးနေရက်ပြန်ပို့ခံရတဲ့တားခေါက်များစီးရင်ထဲမှာပါနေခဲ့ပါတယ်။အဲ့ဒီချက်ဟာမီဒီယာတွေမှာသုံးပြီးလို့ပြန့်နှံ့သွားခဲ့ပြီးအတီနာရဲ့လက်ရှိအမှန်တကယ်အခြေအနေနဲ့ပတ်သက်ပြီးမေးခွန်းထုတ်လာခဲ့ကြပါတယ်။အဲ့ဒီနောက်မှာပဲအညိုမဲဆွဲနေတဲ့ဒဏ်ရာတွေနဲ့အမျိုးသမီးတယောက်ရဲ့တပ်ပုံဖတ်ပေါ်လာခဲ့တယ်။အဲ့ဒီပုံဟာအတီနာဟုတ်တယ်မဟုတ်ဘူးအငင်းပွားစရာဖြစ်ကုန်ကြပါတော့တယ်။ဇက်လန်တစ်ခုလုံးဟာအတီနာကိုကယ်တင်နိုင်ခဲ့ပြီးအဆုံးသတ်သွားခဲ့ပြီလို့ထင်ကြပေမဲ့ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အပြီးမှာတော့မင်သက်တွားရပြန်ပါတယ်။တီနာကိုကယ်ဆယ်နိုင်ခဲ့ပြီဆိုတဲ့သတင်းကိုရဲတပ်ဖွဲ့ကမြင်ဆိုပါတယ်။ကယ်နိုင်ခဲ့တဲ့သူကတီနာနဲ့လူချင်းသူယုံတာဖြစ်ပြီးတကယ်အတီနာအစ်စ်မဟုတ်ပါဘူးတဲ့။2023စက်တင်ဘာ9ရက်နေ့မှာတော့လောင်ပိုင်လို့အမည်ရတဲ့ဘန်ကောက်ကဘလော့ဂါတယောက်ရဲ့တင်ပြချက်တစ်ခုကအတီနာသတင်းကိုမျောလင့်နေကြတဲ့သူတွေကိုရှော့ရသွားစေပါတယ်။အတီနာဟာကမ်ဘောဒီးယားမှာရှိတဲ့အထက်တန်းစားကလပ်တစ်ခုဖြစ်တဲ့အေရှာဝမ်ကိုအယောင်စားခံလိုက်ရပြီလို့ဆိုပါတယ်။အဲ့ဒီလူရဲ့အဆိုအရဒီကလပ်ဟာချမ်းသာပြီးအာဏာရှိတဲ့လူတွေအတွက်အထူးတည်တံ့ဖွင့်ထားတဲ့ကလပ်လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်မှုကြုံပြုမှုလူကုန်ကူးမှုအစရှိတာတွေအပြင်အခြားသောတရမဝင်လုပ်ငန်းများစွာနဲ့ဆက်ဆက်နေတဲ့ကလပ်ဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီကလပ်မှာအလုပ်လုပ်နေကြတဲ့အမျိုးသမီးငယ်တွေဟာတမန်ကလပ်တွေမှာလို့ရက်ငယ်ပေးရုံဘေးရထိုင်ပေးရုံတချင်းစုံရုံတက်တက်မဟုတ်ပဲတတ်မှတ်ထားတဲ့
ကြေးလိုက်ထောက်တဲ့တွေတောင်းဆိုသမျှအရာအလုံးကိုပြပြကြရတယ်လို့ဆိုပါတယ်တမန်ကလပ်တွေနဲ့လုံးဝမတူတဲ့အကြီးတန်းဖြစ်ရမျိုးတွေရှိနေတဲ့ကလပ်တစ်ခုပါအဲ့ဒီကလပ်မန်နေဂျာဟာဆိုရင်ဗီဒီယိုအတူလေးတွေတင်တဲ့နာမည်ကြီးအကောင့်တစ်ခုရှိပြီး follower တွေအမြောက်များရှိတဲ့လူတစ်ယောက်ပါကိုကောက်မှာဆိုရင်အထက်တန်းစားတွေရဲ့ကလပ်ဖြတ်တန်းမှုပုံရိပ်တွေစိန်ခံပါတီတွေစိန်ခံလူနေမှုပုံစံကြွယ်ဝချမ်းသာတဲ့လူတွေက main ကလေးတွေဝိုင်းပြီးလောကစီစဉ်ခန်းစားနေတဲ့ပုံတွေမိမလလေးတွေစတဲ့ဗီဒီယိုတွေကိုမကြာခဏတင်လင်းရှိပါတယ်ဒီဗီဒီယိုတွေရဲ့နောက်ွယ်အေရှာဝမ်ရဲ့မောင်ရိပ်ထဲမှာကြီးတန်းအဖြစ်ဆိုကြီးတွေရှိတယ်ဆိုတာသိတာတယ်လို့ဆိုကြပါတယ်လောင်ပိုင်းရဲ့ပြောပြချက်အရအချင်းမြင့်မရှိတာမို့လို့မဖြစ်နိုင်ဘူးလို့ဝိုင်းပြောခဲ့ကြပေမဲ့အဲ့ဒီနောက်မှာတော့ဗီဒီယိုတစ်ခုထပ်ပေါ်လာခဲ့ပါတယ်အဲ့ဒီဗီဒီယိုမှာမိန်းကလေးတဦးကိုလူတစုကအေရှာဝမ်ကလေးရဲ့နောက်ဖေးတကားကနေအတရားဓမ္မဆွဲခေါ်သွားတာကိုမြင်ခဲ့ရပြီးတဲ့နောက်အရှင်လောင်ပိုင်ပြောခဲ့တာတွေနဲ့ဆက်ဆက်ပြီးစဉ်းစားမိခဲ့ကြပါတယ်လောင်ပိုင်ကအဲ့ဒီအမျိုးသမီးဟာအတိနာဖြစ်ပြီးပြည်တန်စာအဖြစ်အတင်းချက်ခိုင်းစေဖို့ခေါ်နေတာလို့ပြောပါတယ်လောင်ပိုင်ဟာသူ့အဆိုကိုတက်တည်ပြဖို့ကလပ်စီမန်အုပ်ချုပ်သူတွေကိုဆက်သွယ်လို့အတိနာနဲ့ပျော်ပါခြင်းတယ်လို့ဆိုပြီး Telegram ကနေတစ်ဆက်ပြောခဲ့ပါတယ်ဒါပေမဲ့အတိနာနဲ့ပျော်ဖို့စင်းတော့ကတနာရီကိုအမေရိကန်ဒေါ်လာ1000မြန်မာငွေ300ကျော်ဖြစ်နေတာမို့လို့သူမတက်နိုင်ခဲ့ပါဘူးအတိနာရဲ့အလှပတွေနဲ့ online ပေါ်မှာကြော်ကြားမှုတွေကြောင့်ချက်နာရဲ့စီးပွားရေးလုပ်ငန်းရှင်တွေဟာတနာရီကိုဒေါ်လာ1000ပေးဖို့အထိဆန္ဒရှိကြပါတယ်လောင်ပိုင်ရဲ့စုံစမ်းသိရှိချက်တွေအရအတိနာကိုပြန်ဖမ်းပြီးကလပ်မှာပြည်သက်စာအဖြစ်အလုပ်မခံခင်မှာအပိုးကျိုးအောင်ရင်ပတ်နှိပ်စက်ခဲ့ကြပေမဲ့နိုင်ပေါင်းများစွာကြာတဲ့အထိတောင့်ခတ်နေခဲ့တယ်အကုန်လုံးဒဏ်ရာဒဏ်ချက်တွေပြေပွားလို့ကုတောက်လို့မဖြစ်နိုင်တော့တဲ့အထိလက်လွန်သွားခဲ့ကြတယ်လွမြောက်ခွင့်မရခဲ့ရှာပါဘူးအတီနာကိုတီးကြတဲ့အေရှောင်းဝင်းပတ်ဝန်းကျင်ကပြန်ပြောချက်အရအဆက်မပြတ်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာရင်ပတ်နှိပ်စက်ခံရပြီးတဲ့နောက်မှာတိတ်ဆုံးသွားခဲ့ပြီးကြိုလိုက်ကြတယ်လို့ဆိုပါတယ်ဒါကတော့အတိမပြုတ်နိုင်တဲ့လောင်ပိုင်ရဲ့ပြောပြချက်တွေပါဒီသတင်းကလူမှုကွန်ရက်တွေပေါ်မှာအပြင်းထန်ဆွေးနွေးငင်းခုန်မှုတွေဖြစ်လာခဲ့ပြီးတီနာရဲ့လက်ရှိအခြေအနေနဲ့ပတ်သက်ပြီးမိခိုးနေပုံများလာခဲ့ပါတယ်စက်တင်ဘာလ12ရက်နေ့မှာအေရှောင်းဝင်းကလေးရဲ့ social media အကောင့်ကတော့ထူးခြားစမ်းချစ်စွာနဲ့ပဲဖြစ်သွားခဲ့တာကိုတော့သတိထားမိလိုက်ကြပါတယ်ကမ္ဘောဒီးယားအာဏာပိုင်တွေကတော့အေရှောင်းဝင်းကလပ်ဆိုတာဘယ်နားမှရှိမှန်းတော့မသိဘူးဆိုပြီးသတင်းထုတ်ပြန်ခဲ့ပါတယ်2024ဇန်နဝါရီလအထိအတီနာရဲ့မိသားစုကသူနဲ့ပတ်သက်တဲ့အခြေအနေကိုတရားဝင်ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူးဒီဖြစ်စဉ်ဟာနိုင်ငံတကာလူကုန်ကူးမှုဆိုင်ရာအသိပညာပေးဖို့အတွက်တာကွေးလုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့အတွက်သင်ခန်းစာယူစရာဖြစ်ရတစ်ခုဖြစ်လာခဲ့ပါတယ်အင်တာနက်သုံးစွဲသူလူထုကြီးဟာအတီနာတစ်ခါကပွင့်ချက်လေးခုပါတဲ့ကလာဘာအရွက်ပုံလဲဆွဲထားတာကိုတတိထားမိခဲ့ကြပါတယ်အတီနာပျောက်ဆုံးခဲ့ပြီးတဲ့နောက်မှာအင်တာနက် influencer ဒိုနက်ဟာလည်းဒီလိုလဲဆွဲကိုပဲဆွဲထားတဲ့ပုံကိုတင်လာတာကိုမြင်ခဲ့ကြရပါတယ်ဒါအပြင်အတီနာပိုင်ဆိုင်တဲ့အဝတ်အစားတွေကိုလည်းဝတ်ဆင်တာမြင်ခဲ့ရတယ်အဝတ်အစားနဲ့လက်ဝတ်ရတနာတွေဟာတတိုက်စတိုင်းတူနေတာမျိုးလည်းဖြစ်နိုင်ပါတယ် influencer ဒိုနက်ဆိုတာအရင်ကတရုတ်ကိုစားပြုကမ္ဘာအလှမဲ့ပွဲမှာပါဝင်ရှင်ပြိုင်ခဲ့ပူပါတယ်2023မှာတော့ content video တွေ live streaming တွေလုပ်ခဲ့ပြီးသူ့ရဲ့ online ပုံရိပ်ကိုပိုပြီးကောင်းတိစောက်မယ်ဆိုပြီးကမ္ဘောဒီးယားနိုင်ငံကိုပြောင်းသွားခဲ့တာပါတကယ်တော့ဘာမှအပြောမဲ့လုပ်နေတာပါတဲ့ဒိုနက်ဝစ်စင်ထားတာတွေကအတီနာပစ္စည်းတွေနဲ့တူနေတယ်ဆိုတဲ့အကြောင်းကိုသတင်းပြခဲ့ပြီးတဲ့နောက်မှာလူတို့ကသူ့ကိုအတိုင်နဲ့များအချက်ချင်းမြင်မြန်သတင်းထုတ်ပြန်ပေးဖို့အတွက်ဝိုင်းဝန်းတောင်းဆိုခဲ့ကြပါတယ်အဲ့ဒီနောက်မှာတော့သူဟာ4ရက်လောက်ပျောက်သွားခဲ့ပြီးဘာမှမဖြစ်ရှင်းခဲ့ပါဘူးတချို့သတင်းတွေအရတော့ဒိုနက်ဟာအထင်ချုပ်ခံနေရတာလွတ်လပ်သွားလာလှုပ်ရှားနိုင်တဲ့သူမဟုတ်ဘူးလို့ဆိုကြပါတယ်သူမရဲ့အဖြူရောင်လည်းဘက်ကိုထောက်ပြပြီးအဲ့ဒါဟာအိမ်မွေးတိရစ္ဆာန်ဖြစ်ကြောင်းသခင်လုပ်တဲ့သူကတတ်မှတ်ထားတဲ့ပြရုပ်လို့ဆိုကြပါတယ်သူရဲ့ live video တစ်ခုမှာဖြူရောင်လည်းဘက်ကိုမတိမတာနဲ့တိုင်ပြခဲ့တာကသူဟာတစုံတစ်ယောက်ရဲ့အတင်းချက်ကြုံပြတာအိမ်မွေးတိရစ္ဆာန်လို့တတ်မှတ်တာအမိတ်ပိခိုင်းစီတာကိုခံနေရတယ်ဆိုတဲ့အချက်ကိုအချက်ပြတာလို့ဆိုကြပါတယ်ဒါအပြင်ဒိုနက်ဟာကမ္ဘောဒီးယားမှာသူ့ဘဝကိုခက်ခက်ဖြစ်တန်းနေရတယ်လို့ဆိုပါတယ်သူ့ရဲ့မန်နေဂျာကသူ့ကိုတနေ့လုံးတတ်မှတ်ထားတဲ့လူရည်အတွက်မပြည့်မချင်းမနာရပဲအဆက်မပြတ်ဖြုတ်ဖြေဖို့အတွက်ချင်းချောက်ချင်းခံထားရပါတယ်တဲ့တူတော်ထွက်ပြေးခဲ့မယ်ဆိုရင်တော့အရှင်လက်မြေမြုပ်အသက်ခံရမှာပါဒိုနက်ရဲ့မနက်ခင်းလိုက်လွင့်တဲ့အစီအစဉ်မှာလူတစ်ယောက်ကမင်းကလက်ထဲကနေဘယ်တော့မှမလွတ်ဘူးဆိုပြီးမှတ်ချက်ပေးခဲ့တာကိုထူးထူးဆန်းဆန်းမြင်ခဲ့ကြရပါတယ်လူတွေကြားထဲမှာဒါကဘာတိတ်ပဲလဲတကယ်လားဒါမှမဟုတ်လူကြားမှာစတန့်ထွင်ပြတာလားဆိုပြီးတွေးခဲ့ပါတယ်နောက်တော့ဒိုနက်ဟာအတီနာဝစ်ခဲ့ဘူးတဲ့မိုးပြရောင်ကိုလုံးပေါ်အင်ဂျီဝတ်တာကိုလည်းမြင်ကြရပြန်ပါတယ်လုံးဝကြီးကိုတစ်ထက်ထဲသူညီနေတဲ့အကြောင်းကိုသတိထားမိကြတယ်အဲ့ဒီအဖြစ်ကြောင့်ပဲအတီနာဟာဒိုနက်နဲ့အတူရှိနေတာများလားဆိုပြီးတွေးစရာပါပဲစက်တင်ဘာလ12ရက်နေ့မှာအတီနာဝစ်ခဲ့ဘူးတဲ့အဖြူရောင်ပိုတာဝစ်စုံကိုဝစ်ပြီးလက်ပုံရိုက်သင်ခဲ့ပြန်ပါတယ်ဒိုနက်ရဲ့ရင်သားအရွယ်စားကြောင့်အင်ဂျီဟာပွားရန်ရဖြစ်နေခဲ့တာကိုလည်းမြင်ကြရတယ်ဒီထူးဆန်းတဲ့ကိစ္စကြီးကြောင့်ဒိုနက်ကတမင်တကာကြီးအတီနာနဲ့တူအောင်ဖန်ဆောင်လို့လူစိတ်ဝင်စားမှုကိုယူနေတာလားဒါမှမဟုတ်နောက်ွယ်မှာစိုးရုပ်တဲ့ကိစ္စကြီးတစ်ခုခုဖြစ်နေတာလားဆိုတာမသိခဲ့ကြပါဘူး2024မှာအင်တာနက်သုံးစွဲသူတယောက်ဟာတနေ့လောက်ပြောင်းနေခဲ့တဲ့အတီနာကိုကမ္ဘောဒီးယားမှာရှိတဲ့ဂျင်ဘေကက်စီနိုမှာတွေ့ခဲ့ရတယ်လို့ဆိုပါတယ်တက်တည်ပြဖို့အတွက်ဗီဒီယိုနဲ့ဓာတ်ပုံတွေတောင်တင်ခဲ့ပါတယ်တတိယရင်းမြစ်အရာအတီနာထွက်ပြေးသွားမှာဆိုတာကြောင့် passport ကိုတင်ဆက်ထားတယ်လို့ဆိုကြပါတယ်အဲ့ဒီဗီဒီယိုမှာလလပပဝစ်ဆင်ထားကြတဲ့ main ကလေးတွေဟာသူတို့ခါမှာနံပါတ်ကိုစီချိတ်လို့ထားကြပါတယ်ပန်းရောင်ညနေခင်းဝစ်ဆောင်တဲ့ main ကလေးဟာအတီနာအမှန်ပဲလို့ဗီဒီယိုတင်တဲ့သူကယုံကြီးကိုဆိုပါတယ်သူမဟာအလားပါဆိုင်ရာခွဲစိတ်မှုတွေတော်တော်လုပ်ထားတဲ့ပုံစံပေါက်နေခဲ့တယ်လက်ပိုက်လို့ကျက်နေခဲ့ပြီးခါမှာ66ဆိုတဲ့နံပါတ်ကိုချိတ်ထားပါတယ်ဂျင်ဘေကက်စီနိုကိုတွားခဲ့ဘူးသူတော်တော်များများကလည်းခါနံပါတ်66ဟာအတီနာနဲ့အရန်ကိုတူတယ်လို့ပြောခဲ့ကြပါတယ်တချို့ကလည်းအတီနာဟာမူရစ်
စေဝါဆွဲနေပြီးရာဇဝတ်ကိုင်းတစ်ခုရဲ့ထိန်းချုပ်မှုအောက်ကိုရောက်နေအခုတော့ဂျင်ဘေကက်စီနိုရဲ့ငွေရှာကရိယာလေးဖြစ်နေတယ်လို့ဆိုကြပြန်ပါတယ်ကမ္ဘောဒီးယားနိုင်ငံရဲ့အကြီးကျယ်အခမ်းအနားဆုံးဂျင်ဘေကက်စီနိုဟာတန်တရားဖြစ်ဖို့ကောင်းတဲ့လူစရိုက်လုပ်ငန်းတွေနဲ့အကြီးကျယ်ဆက်ဆက်နေခဲ့တဲ့လုပ်ငန်းတစ်ခုပါ2024နှစ်ကုန်ပိုင်းမှာအတီနာကိုချိုးရှမ်းကုန်တဲ့ကြီးများအတင်းကကယ်လိုက်နိုင်ပြီဆိုပြီးသတင်းတွေထွက်ခဲ့ပါတယ်မြင့်မြင့်သက်သေတချို့ကလည်းသူ့အချင်းချခံထားရကနေလွတ်မြောက်လာတာကိုမြင်ခဲ့ရတယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့သူဟာတရုတ်ပြည်ကိုပြန်ရောက်လာခဲ့ပြီးစေကူတာမှုခံယူနေတယ်လို့တမျိုးကမ္ဘောဒီးယားစီးပွားရေးတမတစ်ယောက်နဲ့ပေါင်းဖက်ပြီးကလေးတစ်ယောက်မွေးထားရဲဆိုတာကတဖုံအမျိုးမျိုး theory တွေထုတ်ခဲ့ကြပါတယ်တချို့ကလည်းတီနာတရုတ်ပြည်ပြန်ရောက်နေပြီဆိုတဲ့အချက်ကိုအတည်ပြုဖို့အတွက်တီနာရဲ့အကောင့်မှာအလိုလျောက်ပေါ်တဲ့ IP address ကို screenshot ဖမ်းပြီးလူမှုကွန်ရက်တွေမှာဝေမျှခဲ့ကြတယ်ဒါပေမဲ့ဒါဟာအသုံးပြုသူထည့်ထားတဲ့အချက်လက်သက်တာဖြစ်ပြီးသူ့ရဲ့တီနီယာအမှန်ကိုဖော်ထုတ်ပြသနိုင်တာမဟုတ်ဘူးဆိုတဲ့အကြောင်းကိုညင်ချက်ထုတ်ကြပါတယ်ဒီလိုသတင်းအမျိုးမျိုးတွေကြားကအတီနာရဲ့အမှန်တကယ်အခြေအနေကိုရဲတပ်ဖွဲ့နဲ့မိသားစုဝင်တို့ကတရားဝင်ထုတ်ပြန်ထားတာမျိုးမရှိသေးတာကြောင့်အတိမပြုနိုင်သေးပါဘူးအတီနာရဲ့ဖြစ်ဟာလူတွေကိုလှုပ်ခက်ခက်ဖြစ်စေခဲ့တဲ့ဖြစ်ရတစ်ခုတော့မကပဲ digital ကမ္ဘာကြီးရဲ့နောက်ွယ်ကအန်ရည်တွေကိုတတိပေးတဲ့အဖြစ်လည်းဖြစ်ပါတယ် online မှာဂုဏ်တင်ကြီးမားတဲ့လူတစ်ယောက်တောင်မှနိုင်ငံဖြတ်ကျော်လိမ့်မယ်မှုကြီးရဲ့တားကောင်ဖြစ်သွားနိုင်တာမို့လို့မိတ်ဆွေတို့လည်းအထူးတတိချက်လို့တတိတရားကိုကြက်ကောင်းကြိုးမှုကွာဖားတင်ကြပါကြောင်းလို့ဆိုရင်ဒီနေရာမှာပဲနားပါရစီခင်ဗျာအစိုးထိကြည့်ပေးတဲ့အတွက်ကျေးဇူးပါ